ဒါကတော့ရှေ့ချမ်းလေးရှေ့ချမ်းမှာသူကဒီမှာအင်ဂျီပုံစံကိုတစောင်းလေးဟိုပုံပြောင်းထားတာပြပေးမယ်အဲ့တော့သူကဘာလုပ်ရမလဲဆိုတော့ဒီမှာပွားစာ၄စိတ်ထားပြီးတော့အဲ့အင်ဂျီကိုကတ်လိုက်မယ်ဒါကငကိုလေပင်နှစ်၄စိတ်ကိုမှ V shape ပုံစံဖြစ်တဲ့အတွက် V shape ဆိုလို့ရှိရင်လေပင်ကအောက်ကိုကြကြလေးယူလို့ရတယ်၃လက်မပဲ V shape လေပင်နေမှာဘေးကိုအရန်မချဲ့ရဘူးတစ်လက်မလောက်ချဲ့ရင်ရပြီတချို့ဆိုရင်၄စိတ်6စိတ်ပဲချဲ့တာတောင်ရှိတယ်ဒီမှာတစ်လက်မချဲ့ပြီးရတယ်အောက်ကိုတော့3လက်မခွဲချဲ့လို့ရတယ်လေပင်အဝိုင်းနေဆိုဒီလိုချဲ့လို့မရဘူး V shape မို့လို့3လက်မခွဲဒီချုပ်လို့ချဲ့လို့ရပါတယ်ပြီးသွားပြီဆိုရင်ဂျိုင်းတွေပါတယ်ဆွဲမယ်ဆွဲပြီးပြီဆိုလို့ရှိရင်စောစောကလိုပဲခါးတောက်ဆွဲမယ်ခါးတောက်ဆွဲပြီးတော့သူကဒီရှေ့ရင်နေရာလေးမှာရှေ့ရင်ကနေဒီရင်ထိတ်နားလေးကိုညှက်လိုက်ရမယ်ညှက်ပြီးတော့ဒီမှာသူက၄စိတ်မဟုတ်ဘူးဒီနားမှာဆိုရင်2စိတ်ပေါ့2စိတ်ဒါကိုထောက်စာထည့်ရပါမယ်ထောက်စာထည့်ပြီးတော့ဒါပတ်တန်မှာအစားထိုးပြီးထည့်လိုက်ပါဒါထောက်စာလေးဒါထောက်စာပြီးသွားပြီဆိုလို့ရှိရင်ခါးထောက်ဆွဲလိုက်ပါမယ်ဆွဲပြီးတော့ခါးထောက်ဆွဲပြီးတော့ရင်ထိတ်ကတိတ်ကိုချွန်နေတဲ့အတွက်ကိုဒီနားလေးကိုဒီထောက်ချွန်နေတာအတွက်ဒစိတ်ခွဲလောက်အတွင်းလေးကိုဝင်ပြီးတော့မှဒီလိုလေးဝိုက်လိုက်ပါမယ်နော်ဝိုက်ပြီးပြီဆိုရင်ဒီအလဲမှာချစ်ထားတဲ့ဟာတွေကိုညှက်ထုတ်လိုက်ပါမယ်ဒါကရိုးတောက်နဲ့ချုပ်တာပါပုံတင်နီးနဲ့ချုပ်တာမဟုတ်ဘူးဒါကရင်ကြရိုးတောက်ခါးတောက်နဲ့ချုပ်ထားတာပါပြီးသွားပြီဆိုလို့ရှိရင်ဒီအင်ဂျီလေးကဒီလိုလေပင်ကတချမ်းဆောင်လေးမှာခါးတစ်ဖက်မှာကျိုးချီတဲ့ပုံစံလေးဖြစ်တဲ့အတွက်သူကပိတ်စစယူတဲ့ကပတန်တိုင်းပြီးရင်အရှိမပိတ်စကိုစပ်ပေးလိုက်ပါဒီမှာသူကစုစုပေါင်းပွားစာနေတိုင်းမယ်ဆိုရင်6လက်မရှိတဲ့ခါလိုင်းရအဲ့တော့ဒါကတစ်လက်မဖြတ်တုံးမှဖြစ်တဲ့အတွက်တစ်လက်မနှုတ်လိုက်6လက်မတွေကတစ်လက်မနှုတ်တော့8လက်မပြီးသွားရင်သူကဒီဘေးမှာဟွာပေါ့ချုပ်စာမလို့ချုပ်စာတစ်လက်မမလို့ဆိုတဲ့အတွက်9လက်မဒါပေမဲ့ဒီဘက်ဘေးမှာချုပ်စာ2စိတ်လိုတယ်2စိတ်လိုတဲ့အတွက်ကို9လက်မနဲ့2စိတ်ပေါ့ဒီအရှိချမ်းကို9လက်မနဲ့2စိတ်ပို့ယူပေးရမယ်ဒီကနေတစ်လက်မချုပ်စာနှုတ်တယ်တစ်လက်မထောက်စာနှုတ်တယ်အဲ့ဒီအကျယ်ပွားစာနေဒီအကျယ်ကိုယူပြီးတော့ဒီမှာတိုင်းပေးမယ်ပြီးရင်2စိတ်ထည့်ပေါင်းပြီးတော့ဟိုလေပင်နားလေးနဲ့ဒါကိုဆွဲလိုက်ပါမယ်ဆွဲပြီးတော့ဒီကနေဒီအောက်ထီကိုမြင်းတစ်ကြောင်ထပ်ဆွဲလိုက်ပါမယ်နားလေးကိုတစ်စိတ်ခွဲလောက်ပေါ့တစ်စိတ်လောက်ပေါ့ဝိုက်ကလေးလုပ်လိုက်ပါနှမို့ဆိုဒီလိုချွန်းဖြစ်နေမလှပါဘူးပြီးသွားပြီဆိုရင်ဒီအလဲလေးကိုဒီလေးကနေဖြတ်ထုတ်လိုက်